Alpha. Meanwhile, ခင်ဗျာကျွန်တော် product review တွေမပြောတာကြာပါပြီအခုတော့ကျွန်တော်လိုချင်လို့ထွက်မယ်ဆိုကြတဲ့ကမှားထားတဲ့ကင်မရာကျွန်တော်တို့ထဲကိုရောက်နေတာအခုဆိုရင်2လရှိပါပြီဒီကင်မရာရောက်ပြီးတော့ကျွန်တော် Vietnam Fashion Brand တစ်ခုရဲ့ကြော်ညာတွေကျွန်တော်ရိုက်တယ်ဓာတ်ပုံတွေရောဗီဒီယိုအတူတွေရောပေါ့နော်နောက်တော့ကျွန်တော်တို့ AID ကျောင်းရဲ့ဗီဒီယိုတချို့မှာကျွန်တော်ဝင်ရိုက်ပြီးတယ်နောက်ဟိုတလောကကျွန်တော်တို့ဒီ IWA ဆိုတဲ့ conference ကြီးကျွန်တော်တို့ရိုက်တယ်နောက်အမျိုးသမီးကပွဲယူတော့သူ့ရဲ့ဓာတ်ပုံတွေဗီဒီယိုတွေသူ့တငယ်ချင်းတွေကျွန်တော်ရိုက်ပြီးတယ်ဒီကင်မရာကိုကျွန်တော်ခု2လလောက်သုံးပြီးတဲ့အချိန်မှာကျွန်တော်ခံစားရတဲ့ feeling နောက်ဒီကင်မရာရဲ့အားသာချက်ကလေးတွေကိုကျွန်တော်ပြောပါမယ် FX2 ကဒီ video centric model ထဲမှာဒီ cinema line အဖြစ်ကိုထွက်လာတာပေါ့နော်တချို့ကလည်းမျက်စိလဲကြတယ် FX3 ထွက်ပြီးတော့မှ FX2 ဘာဖြစ်လို့ပြန်ထွက်တာလဲပေါ့နော်ဆိုတော့တချို့က FX3 Mark II ကိုမျှော်တာပေါ့နောက်တော့ထွက်လာတော့ FX2 ထွက်လာတာပေါ့နော်ကျွန်တော်ကရှေ့မှာဒီနှစ်တော်ကြာ A7S3 ရယ် A7 4ရယ်A7R5 လည်းကင်ခဲ့ပါတယ်ခဏပါပဲ A7R3 တို့ R5 တို့ကတော့ photo centric model တွေဆိုတော့ကျွန်တော်တိတ်ပြီးတော့မသုံးမိပါဘူးအခု A7 4ကိုအကြာကြီးသုံးပြီးတော့မှအခု FX2 လက်ထဲရောက်လာတဲ့ခါကျတော့ FX2 ကကျွန်တော်တို့ကဒီ hybrid model ပေါ့နော်သူ့တော့ကျွန်တော်တို့က FX3 နဲ့ရှင်ပြီးတော့ပြောလို့မရဘူး FX3 ကဒီထက်လက်ရှိအခြေအနေမှာတင်ဒေါ်လာ$1,300လောက်ဈေးများနေတယ်ပြီးတော့သူ့ရဲ့ sensor က A7 4နဲ့အကုန်တူတူပဲဆိုတော့ကျွန်တော်ကအခု A7 4အကြာကြီးသုံးမဲ့လူတယောက်အနေနဲ့ FX2 ကိုကင်ပြီးတော့အလုပ်တွေလုပ်ရတာဘာတွေခံစားရလဲပေါ့နော်ဘာတွေပို့ပြီးတော့ကောင်းသွားတယ်လို့ကျွန်တော်တွေ့တယ်လဲဆိုတာကိုပြောချင်တာပါFX2 ကကျွန်တော်တို့ A7C2 ကင်မရာတွေနဲ့ sensor အတူတူပါပဲ33 megapixel sensor နဲ့ထွက်လာတာပါဒါပေမဲ့သူ့ရဲ့ဒီ body ရဲ့ဒီဆောက်ပုံက cinema line နဲ့ကိုဝင်သွားတဲ့အတွက်ဒီ A7 4တို့ A7C2 နဲ့မတူဘူးပေါ့နော် FX3 တို့ FX30 တို့နဲ့သွားတူတာပေါ့နောက်သူကသူ့ရဲ့ဒီ button တွေပေါ့တိဆောက်ထားတဲ့ button တွေဥပမာပြောလို့ရှိရင်ဒါအားလုံးလည်းသိပြီးသားပါ FX30 FX3 ကင်ပြီးတဲ့သူလည်းသိတယ်ကျွန်တော်တို့ကဒီနေရာမှာရှိရမယ်ဒီ power button ကဒီနေရာကိုရောက်သွားတယ်ဒီနေရာမှာသူက zoom lever ကိုလာထည့်ထားတယ်အဲ့ဒါကကျွန်တော်တို့ကဒီ Sony ကထွက်တဲ့ zoom lens တွေရှိတယ်ဥပမာအရင်တော့ကျွန်တော်ကင်ခဲ့တဲ့28-135လို့ lens မျိုးပေါ့နော် documentary တွေရိုက်ခဲ့တယ်အရန်ကောင်းတဲ့ zoom lens တွေဆိုလို့ရှိရင်ဒီ zoom lever လေးကအလုပ်လုပ်တယ်နောက်သူကဘာကောင်းသွားလဲဆိုတော့သူ့မှာ cooling fan ပါလာတယ်ကျွန်တော်တို့ A7 4ကင်တဲ့သူတော်များသိတယ်ဒီ long tail လို့ခေါ်တဲ့အရှည်ကြီးတွေရိုက်တဲ့အခါမှာဒီ temperature rise ဖြစ်တာပေါ့နော်ပူလာတယ်အဲ့ဒီမှာကျွန်တော်တို့ဒီ heat issue ရှိတယ်အဲ့အတွက်ကိုသူက cooling fan ကိုထည့်ထားတယ် cooling fan ကဒီမှာရင်ကျွန်တော်တို့ကမြင်နေရတာပေါ့နော်ဒီနေရာမှာ ventilation ပေါက်တွေကိုကျွန်တော်မြင်ရတယ်ဒီဘက်ဘေးမှာလည်းကျွန်တော်တို့လေထွက်ပေါက်တွေ ventilation ပေါက်တွေမြင်နေရတယ်အဲ့ဒါကွာသွားတယ်နောက်တစ်ချက်ကတော့ဒီကြော်ညာကလေးကပေါ့နော်ကျွန်တော်အဓိကလိုချင်တဲ့အချက်က90 degree ထောင်လို့ရတဲ့ viewfinder ကြောက်ပေါ့နော်ကျွန်တော်တို့ကဒီ ENG ကင်မရာတွေနဲ့ကြီးပြင်းခဲ့တာဆိုတဲ့အခါကျတော့ဒီချောင်းပြီးတော့ရိုက်ရတာကိုကျွန်တော်စိတ်ထဲမှာပို့ပြီးတော့တက်တာဖြစ်တယ်ပေါ့နော်ဟိုအရင်ကင်မရာတွေကကျွန်တော်ကဒီနေရာလေးပဲတွားချောင်းလို့ရတယ်ဒါကိုဒီလိုမျိုးကျွန်တော်တို့ဆွဲတင်လို့မရအောင်အခုကဒီလိုချောင်းလို့ရတယ်ဒီလိုချောင်းလို့ရတယ်ပေါ့နော်အဲ့ဒါဘာကောင်းလဲဆိုတော့ကျွန်တော်တို့နံပါတ်1ပြောရရင်တည်ငြိမ်မှုအကြောင်းအရင်ပြောရမှာပေါ့ကျွန်တော်တို့ ENG ကင်မရာကိုကျွန်တော်တို့လက်နဲ့ဒီလိုကင်ပြီးတော့ရိုက်တဲ့သူတိုင်းသိပါတယ်ကင်မရာတွေတည်ငြိမ်မှုကကျွန်တော်တို့ကဒီပထမဆုံးကျွန်တော်တို့ဒီဘဲဘက်လက်ကကင်မရာ body ကိုဒီလိုကင်ထားတယ်ပေါ့နော်ဒီလိုကင်ထားတယ်ညာဘက်လက်ကဒီလိုကင်တယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီမှာတစ်ချက်ဒီမှာတစ်ချက်ပြီးရင်ကျွန်တော်တို့ကမျက်လုံးနဲ့ထောက်ပြီးတော့တစ်ချက်ဆိုတော့အဲ့ဒီ handheld shooting မှာဒီမျက်လုံးနဲ့ထောက်လိုက်ခြင်းအပြင်ကင်မရာကိုပို့ပြီးတော့ညိတ်သက်စေတယ်ပေါ့အဲ့ဒီမှာကိုလုံးကျန်တဲ့ body swing နဲ့ကျွန်တော်ရိုက်ရင် handheld ရိုက်ရင်အဲ့လိုရိုက်တာများတယ်ဒါကိုထောက်ပြီးတော့မှ body swing နဲ့ရိုက်တယ်ရှေ့တိုးတယ်နောက်ဆုတ်တယ်ပေါ့နော်ဆိုတော့အဲ့ဒါကိုကျွန်တော်ကတအားသဘောကျတယ်ဒီကနေပြီးတော့ချောင်းကြည့်ရတော့သဘောကျတာအဲ့တော့ဒါဟာဗီဒီယိုအတွက်တင်တာမကဘဲနဲ့ဒီဓာတ်ပုံအတွက်လည်းအဆင်ပြေတယ်လို့ကျွန်တော်မိတ်ဆွေဓာတ်ပုံဆရာကြီးကပြောပါတယ် FX2 ကဒီ cinema line ကင်မရာအသေးထဲမှာဒီလိုမျိုး viewfinder ပါလာတဲ့ပထမဦးဆုံးကင်မရာလို့ပြောလို့ရတာပေါ့နော်
နောက်တစ်ချက်ကသူက hybrid camera ဆိုတော့ဘာကောင်းသွားလဲဆိုတော့ဥပမာ FX3 တို့ A7S3 တို့ကြတော့သူက video centric model ဖြစ်တဲ့အတွက်ကြောင့်မလို့megapixel သူက12 megapixel ပဲပါတာပေါ့ဓာတ်ပုံရိုက်လို့ရှိရင်megapixel နဲ့နည်းတာပေါ့နော်ဒီကောင်ကတော့33 megapixel ဆိုတော့ A7IV လို့ပေါ့ဓာတ်ပုံရော video ရောရိုက်နေတဲ့ကျွန်တော်တို့လိုသူတွေအတွက်ကပို့ပြီးတော့အဆင်ပြေတာပေါ့နောက် body ဘိုင်းကိုဆက်ပြောမယ်ဆိုလို့ရှိရင်ဒီ body ရဲ့အောက်မှာ mounting point နှစ်ခုပါပါတယ်အဲ့ဒါဟာတော်တော်လေးကိုအဆင်ပြေပါတယ်ဥပမာကျွန်တော် tripod head မှာကျွန်တော်တို့ဒီအရှိကငုတ်ကလေးအထင်းလေးပါတဲ့ tripod head နဲ့ဆိုလို့ရှိရင်ဒီငုတ်ကိုဒီမှာထည့်ပြီးတော့မှဒီနေရာမှာမူလီကျက်လိုက်လို့ရှိရင်သူကကျွန်တော်ဒီလိုလဲမထွက်သွားတော့ဘောနော်အဲ့တော့ဒီ body နဲ့ဒီ lens တွေနဲ့ဟာအပြည့်တွဲမယ်ဆိုလို့ရှိရင်သူ့မှာလည်းသူ့ရဲ့ weight တစ်ခုရှိတာပေါ့အဲ့တော့အဲ့ဒါကိုကျွန်တော်တို့က tripod တို့ gimbal တို့မှာတင်တဲ့အခါမှာဒီလိုမျိုးလဲတဲ့ပြဿနာနည်းနည်းရှိတယ်အဲ့ဒါမရှိတော့ဘူးနော်သူကနည်းနည်းလေးပို့ပြီးတော့ professional ဆန်သွားတယ်လို့သုံးသပ်ရပါတယ်နောက်သူ့ရဲ့ firmware ပေါ့နော်ကျွန်တော်ကပွင့်လင်းပြောရလို့ရှိရင် FX3 ကိုပိုင်မကင်ခဲ့ဘူးပါဘူးအရှိမ Burano FX6 ကင်ခဲ့တယ်အခု FX2 ကဒါကျွန်တော် Cinema camera အသေးထဲမှာကျွန်တော်စပြီးတော့ရတာပေါ့နော်အဲ့တော့သူ့ရဲ့ menu ကိုကျွန်တော်ကြည့်လိုက်တာနဲ့သူကဒီ Burano တို့ FX6 လို့လိုမျိုးကျွန်တော်တို့ Big 6လို့ခေါ်တဲ့အကွက်6ကွက်ပါတဲ့ menu ဖြစ်သွားတာပေါ့နော်အဲ့ဒါကတခြားသောကျွန်တော်တို့အတွဲဆက်တွေအများကြီးကိုတွဲပြီးတော့ရိုက်နေတဲ့ shooting တွေအတွက်ဆိုရင်အသုံးဝင်တာပေါ့ visual ကို monitor မှာပဲကြည့်တယ် menu ကို camera မှာကစားရတယ်ပေါ့အဲ့တော့အဲ့ big 6က touch screen နဲ့ရတဲ့အတွက်ကြောင့်မလို့ကိုလိုချင်တဲ့ function ကိုလက်နဲ့နှိမ့်ပြီးတော့ပြောင်းလိုက်လို့ရတာပေါ့နော်ဒါပေမဲ့ရိုးတောင်းကြောလို့ရှိရင်ကျွန်တော်တို့အဲ့ဒါနဲ့မရင်းနှီးတဲ့သူတွေအတွက်ဆိုရင်တော့ဒီ camera ကိုအဲ့ဒီ menu ကိုရင်းနှီးဖို့အတွက်ကိုနည်းနည်းလေးတော့လေ့လာရမှာပေါ့နော်သူက cinema line camera ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီ cinema workflow ကိုဦးစားပေးပြီးတော့လုပ်ထားတွေ့ရပါတယ် DCI 4K 24 frame per second ပေါ့နော်အဲ့ဒါရတယ်နောက်တစ်ခါ Cine EI format တွေပါလာတယ်ဘေးကကတ်ပေါက်2ပေါက်မှာအပေါ်ပေါက်မှာ CF Express Type A ကတ်ကိုထည့်လို့ရတယ် SD ကတ်လည်းထည့်လို့ရတယ်အောက်ပေါက်မှာလည်း SD ကတ်ကိုထည့်လို့ရတာပေါ့နော်နောက်သူကဒီ multicam ရိုက်ကူးရေးအတွက်ကိုကျွန်တော်တို့ဒီ time code jam input လို့ခေါ်တာပေါ့နော်ကျန်တဲ့ camera တွေနဲ့ time code ကို sync လုပ်ပြီးတော့ရိုက်တာပေါ့အဲ့တော့သူက USB size ဆိုတော့800နဲ့4000နဲ့ပေါ့နော်မစိုးဘူးပေါ့800မှာတစ်ဆင့်4000မှာတစ်ဆင့်ပေါ့နော်အဲ့ဒါဘာပြောချင်တာလဲဆိုတော့ကျွန်တော်တို့က ISO ဆွဲတင်တဲ့အခါမှာအလင်းအောင်နေတဲ့အခါမှာ800ကပထမ base 800အထိကိုလုံးဝ noise ကင်းတယ်ပြီးတော့800နဲ့4000ကြားကနည်းနည်းလေး noise ရှိလာပြီးတော့4000မှာ noise ပြန်ကြောက်သွားပါဘောနော်ဆိုတော့အကြမ်းမြင့်ကျွန်တော်တို့အဲ့လိုမှတ်ထားရင်ရပါတယ်နောက်သူ့ရဲ့ rolling shutter effect ကလည်း 26.8 millisecond ဆိုတော့ကျွန်တော်တို့ပုံမှန်ဒီတောင်မျက်စိနဲ့တော့ကျွန်တော်မသိတာပေါ့အဲ့ဒါကကျွန်တော်တို့ဒီလှုပ်ရှားနေတဲ့ရာဝတ္ထုတွေကျွန်တော်တို့လဲနေတာတွေဒါတွေကိုရိုက်လိုက်တဲ့ခါမှာ rolling shutter effect ကိုမြင်ရတာမျိုးပြောတာဖြစ်ပါတယ်ဒါပေမဲ့အရင်နေပါတယ်ကျွန်တော်တို့ဒီနောက်ထပ် feature တစ်ခုကဘာလဲဆိုတော့သူက anamorphic discrete display လို့ခေါ်တာပေါ့နော်ဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့ဒီရုပ်ရှင်ရိုက်တဲ့ lens တွေဆိုတာကဒီလိုအရှည်ကြီးတွေဖြစ်အောင်လို့ရိုက်ကြတာပေါ့နော်အဲ့တော့ကျွန်တော်တို့ပုံမှန်ကဒီ HD ratio ဆိုတာ 16:9 ပေါ့ HD ခစ်ဖြစ်လာတော့ 16:9 နဲ့စတယ်နောက်တော့ရုပ်ရှင်ကတကယ်တမ်း theory ရဆို 21:9 ပေါ့မြင်ကွင်းကျပိတ်ကားပေါ့အဲ့တော့ anamorphic lens တွေကသူကဒီကျွန်တော်တို့ဒီလို camera တွေမှာတက်လိုက်လို့ရှိရင်သူတို့ရဲ့မြင်ကွင်းအရှည်ကြီးကိုမှဒီ camera ရဲ့ sensor size တွေကိုဝင်အောင်လို့သူကဒီလိုညှစ်ပြီးတော့သူကထည့်တာပေါ့နော်အဲ့တော့အဲ့ဒါကိုဒီတိုင်းပြန်ကြည့်လို့ရှိရင်သူကအရှည်ကြီးဖြစ်နေပေါ့လူကြီးတဲ့အရှည်ကြီးတွေဖြစ်နေအဲ့ဒါကိုမှသူက monitor ကြည့်တဲ့အခါမှာအဆင်ပြေအောင်လို့ဒီလိုပြန်ပြီးတော့ညှစ်ပေးတာပေါ့အောင် squeeze လုပ်ပေးတာသူတို့ကအဲ့ file တွေကကျွန်တော်တို့ဒီ post ကြတော့မှ Premiere Pro တို့ DaVinci တို့မှာသူက automatic လို့ပြန်ပြီးတော့ဖြန့်ပေးလိုက်တာပေါ့သူ့ရဲ့ format ကိုသိတာပေါ့နော် anamorphic နဲ့ရိုက်ထားတဲ့ဟာပြီးတော့မှသူက color grading လုပ်တာပေါ့အဲ့တော့သူက cinema workflow ထဲမှာအသုံးဝင်တဲ့ function တခုလို့ပြောလို့ရတာနောက်သူကလေဒီတဖြည်းဖြည်းနဲ့ camera တွေကဒီ gimbal ကိုမသုံးမဲနဲ့ပို့ပြီးတော့ငြိမ်အောင်လှုပ်လာကြတဲ့ခါကျတော့ကျွန်တော်ဟိုရင်တော့ဒီ S3 မှာ active stabilization စပါလာတယ်ပေါ့နော်အခုဒီမှာက active တဲ့နောက်တစ်ဆင့် dynamic active ဆိုတာစပြီးတော့ပါလာတယ်သူကဟို active ကိုမှ AI processor ကနေပြီးတော့ထပ်ပြီးတော့ငြိမ်အောင်လို့ကျွန်တော်တို့ကနည်းနည်းထပ် crop ပြီးတော့ပါလုပ်တာပေါ့နော်ငြိမ်အောင်လုပ်ပေးထားတာပေါ့အဲ့ဒါလေးကတော့ကျွန်တော်လို handheld ရိုက်တာကိုအားတာတဲ့သူတွေအတွက်ကတော့တော်တော်လေးကိုကောင်းတဲ့ function တစ်ခုလို့ပြောလို့ရတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့က handheld ရိုက်တယ်ဆိုလို့ရှိရင်ဥပမာကျွန်တော်ပါဆိုလို့ရှိရင်ကျွန်တော်အသုံးအများဆုံး lens နှလုံးပဲရှိတာပေါ့နော်ဒီ
ဒီ2470 GM2 နဲ့1635 GM2 နဲ့ပေါ့အဲ့နှလုံးမှာဆိုလို့ရှိရင်သူက crop သွားပါစေအောင်ကျွန်တော်တို့ကပြဿနာမရှိဘူးဘာလို့16ကကျွန်တော်တို့အများတိုင်းလိုက်ဆရာမှမလိုတာဘူးဆို16ကို dynamic active ဖြစ်သွားလို့ထပ်ပြီးတော့ crop တယ်ဆိုထားတော့ကျွန်တော်တို့က24လောက်ရတယ်ဆိုရင်တော့ကျွန်တော်တို့ကအဆင်ပြေတာပေါ့နော်အဲ့တော့1635နဲ့ကျွန်တော်တို့ရိုက်လိုက်လို့ကျွန်တော်တို့က crop သွားတယ်ဆိုကျွန်တော်တို့ဗျာဒီ ABS ရဲ့ crop factor လိုမျိုးပေါ့ဟုတ်လား1635ကနေပြီးတော့မှဟုတ်လား2450လောက်ဖြစ်သွားတယ်ဆိုလို့ရှိရင်လည်းအဆင်ပြေတာပေါ့နော်အဲ့ဒါလေးကကျွန်တော်တို့အဆင်တော်လေးပြည့်တယ်ဒီ hand နဲ့ရိုက်တာကိုအားတာရလို့တော်လေးကောင်းတယ်မပြောလို့ရတော့သူကတုံးတုံးကိုခင်မမလို့ပဲနဲ့ကတ်တူတွေကိုကျွန်တော်တို့ဥမာလမ်းလျှောက်တာတို့ဒီ vlog တွေဆိုလို့ရှိရင်အဆင်ပြေတာပေါ့နော်လူထဲမှာသွားလာတာတို့ဆိုလို့ရှိရင်ကင်မရာကိုထုတ်ပြီးတော့ dynamic active ကို on ရိုက်လိုက်တာနဲ့အယုတ်ကငြိမ်းနေမှာပေါ့နော်နောက်ကျွန်တော်တို့ဒီ vlog ရိုက်တဲ့သူတွေတော့ auto framing ပေါ့နော် auto framing ကတော့သဘောက theory ကပြောလို့ရှိရင်ဟလာ 4K format ကိုမှကျွန်တော်ဖို့ရင်တော့ virtual crop ဆိုတာရှိတယ်ပေါ့နော်ကျွန်တော်အရင်ကလည်းကျွန်တော်ရှင်းပြခဲ့တယ် 4K ရုပ်ကြီးထဲမှာမှလူရှိနေတဲ့နေရာကို auto framing လိုက်လုပ်ပြီးတော့ယူပေးတာပေါ့အဲ့တော့ကျွန်တော်တို့ကဒီကင်မရာအငြိမ်တယောက်တည်းလုပ်လို့ရတာပေါ့ကိုကလှုပ်နေပေမဲ့ကိုယ့်ရဲ့ဒီမျက်နှာကိုအလယ်မှာထားပြီးတော့မှကိုသွားနေတဲ့နေရာကိုလိုက်ပြီးတော့ကင်မရာနဲ့ auto framing လိုက်လုပ်ပေးတာပေါ့နော် vlogger တွေအတွက်ဆိုရင်တော့အဆင်ပြေတာပေါ့နော်ကိုကတို့လှူရှားပြီးပြောဆိုကိုသွားတဲ့နေရာကို auto framing ကလိုက်ပြီးတော့လုပ်ပေးနေအောင်ကျွန်တော်တို့တကယ်ဒီဗီဒီယိုထွက်လာတဲ့ခါမှာလိုက်ပြီးတော့ချိန်ပြီးသားထွက်လာတာအဲ့တဘောပါ auto framing ကလေနောက်ကျွန်တော်တို့ဒီလက်တွေထည့်လို့ရတယ်ပေါ့ lookup table တွေထည့်လို့ရတယ်15ခုထိထည့်လို့ရတယ်လက်ကိုလေဒါပေမဲ့ तू ကအယုတ်ထဲမှာသွားပေါင်းတာတော့မဟုတ်ဘူးပေါ့နော်ကိုကဒီလက်ကိုထည့်ပြီးလက်ကိုဖွင့်ကြည့်လိုက်လို့အယုတ်ကအဲ့တိုင်းထွက်သွားမယ်တော့မဟုတ်ဘူးဒါပေမဲ့ဘာကောင်းလဲဆိုတော့ဒီလက်ကိုပဲကိုယ့်ရဲ့ကင်မရာထဲမှာဒီလက်နဲ့ရိုက်တဲ့ဟာအဆင်ပြေတယ်ဆိုလို့ရှိရင်ရုပ်ထွက်လာလို့ရှိရင် post မှာအဲ့လက်ကိုအုပ်ချလိုက်တာနဲ့ကိုကင်မရာမြင်ခဲ့ရတဲ့အတိုင်း monitor မြင်ခဲ့ရတဲ့အတိုင်းရုပ်ကိုတခါလေ grading လုံးပြီးတော့ထွက်လာတိုင်းတာပေါ့နော်အဲ့ဒါကအချိန်ကုန်သက်တောင်တာပေါ့အဲ့ကိုကလက်ပိုထည့်ထားပြီးတော့မှဒီမှာကျွန်တော်တို့ exposure နဲ့ color temperature နဲ့လောက်ကိုပဲကျွန်တော်တို့သတိထားပြီးတော့ focus ဆိုပါတော့သတိထားပြီးတော့ရိုက်လိုက်မယ်ဆိုလို့ရှိရင်ထွက်သွားပြီးတဲ့ခါဆိုရင် post မှာလက်ကိုအဲ့လက်ကိုအုပ်ချလိုက်တာနဲ့တခါလေသူကဟိုလိုက်ပြီးတော့ color grading လုပ်ဖို့အချိန်ပေးစရာမလိုပဲနဲ့တခါလေးထွက်သွားတာမျိုးပေါ့နော်အဲ့ဒါလည်းတော်လေးတော့အဆင်ပြေအောင် microphone jack in နဲ့ headphone နားထောင်ဖို့အပေါက်ကိုသူအဖုံးနဲ့ထည့်မထားတော့ဘူးအပြင်မှာပဲတခါလေးထည့်ထားတော့နောက်ဒီဖုံးကိုဖွင့်လိုက်တော့မှအထဲမှာ type C အပေါက်နဲ့ data cable အပေါက်ပါမယ်ဒါကိုဖွင့်လိုက်တယ်ဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ HDMI အပေါက်အကြီးပါလာမယ်ပေါ့နော်နောက်တော့ hybrid camera ဆိုတော့လေဒီ burst shot ကအရင် camera တွေထက်တော့ပိုပြီးတော့များလာတယ် continuous shooting ဆိုတဲ့အထဲမှာ high plus high mid low ဆိုပြီးတော့၄ဆင့်ပါတာပေါ့နော်အဲ့တော့အဲ့ဒီ continuous shooting မှာကျွန်တော်အခု high plus ကိုထားပြီးတော့မှကျွန်တော်ရိုက်တယ်ဆိုလို့ရှိရင်တစ်စက္ကန့်ကိုကျွန်တော်တို့ဒီ10ပုံနှုံးရိုက်လို့ရတယ်သူ burst shot ကတော်တော်မြန်တာပေါ့နော်ကင်မရာကြောင်းနားလေလို့ဆိုသိပါတယ်ကျွန်တော်အတန်လေးနားထောင်ကြည့်အောင်နော်ကျွန်တော်နောက်ဆုံးနေနဲ့ပြောရလို့ရှိရင်တော့ဥပမာကျွန်တော်တို့လိုပေါ့ hybrid shooter လို့ခေါ်တာပေါ့ကျွန်တော်ကကြော်ညာလေးရိုက်တယ် corporate လေးရိုက်တယ် documentary ရိုက်တယ်ဓာတ်ပုံတွေရိုက်တယ်စသည်အဖြစ်ဆိုတော့ကျွန်တော်တို့ hybrid သမားတွေအတွက်ဒီသူ့ဈေးနဲ့သူ့ရဲ့ function နဲ့မှာတော်တော်လေးအသုံးဝင်တဲ့ကင်မရာတစ်ခုဖြစ်လာတာပေါ့နော်တစ်ခုပဲဒီကင်မရာမှာကျွန်တော်အတွက်နည်းနည်းလေးအနှောက်အယှက်ဖြစ်တာဒီခလုတ်ပေါ့နော်ခုနောက်ပိုင်းကအားလုံးသိတဲ့အတိုင်းဟဲ့လားကျွန်တော်တို့အရင်လိုမျိုး landscape တစ်ခုလည်းမဟုတ်ဘူးပေါ့နော် portrait တွေလည်းရိုက်တယ်ကျွန်တော်လည်း portrait video တွေရိုက်ရတယ်ဟိုတနေ့ကအဲ့ဒီ VN ကြော်ညာမှာဆိုရင်လည်းကျွန်တော် portrait video လေးတွေအတူလေးကျွန်တော်ရိုက်ပေးရတဲ့ခါကျတော့သူက portrait ရိုက်တဲ့ခါမှာဘယ်လိုဖြစ်သူကဒီဘက်မှာ mountain ပေါက်ကပါတာမဟုတ်ဘူးပေါ့နော်ဒီမှာပါတာဆိုတော့ကျွန်တော်ကဒီလိုထောင်ထားရဲဆိုလို့ရှိရင်ဒီနေရာကို recording နှိပ်လို့ရအောင်လုပ်ပေးထားတာပေါ့ဒါပေမဲ့လက်ကတစ်ခါကျအဲ့ဒါကိုတော်ထိအဲ့တော့ကျွန်တော်က setting ထဲဝင်ပြီးတော့ကျွန်တော်အဲ့ဒါကိုပိတ်ထားရတယ်ပေါ့နော်ကျွန်တော်စိတ်ထဲမှာဒါကိုမရင်းနှီးနေဘူးပေါ့အဲ့ तू ကဒီပေါ်မှာအကြီးပါတာဟုတ်ပြီးတော့ तू ကဒီ movie ရိုက်လိုက်လို့ရှိရင်လည်း तू တာလီလိုက်ကလည်းပါတယ်ပေါ့အဲ့ဒါကကျွန်တော်တို့ဒီ cinema camera တွေမှာမြင်ရတဲ့တာလီလိုက်ပေါ့နော်တစ်နေရာနှစ်နေရာသုံးနေရာကင်မရာဘော်ဒီမှာတာလီလိုက်က3နေရာပါတယ်နောက်တစ်ခါ monitor မှာလည်းအနီပေါင်လေးလာပြထားတယ်အဲ့လိုတော်ပြီးနှိမ့်မိနေတာပေါ့နော်ဒါကိုနှိမ့်လိုက်လို့ရှိရင်တော့ video recording ဖြစ်သွားတာဆိုတော့အဲ့ဒါကိုကျွန်တော်ကဟိုတစ်ခါကျရင် setting ထဲမှာကျွန်တော်ဝင်ပြီးတော့ပိတ်ထားလိုက်တယ်ပေါ့နော်ကျွန်တော်လည်းနည်းနည်းလေးအနှောက်အယှက်ဖြစ်တယ်ဆိုပြီးတော့အဲ့တော့နောက်ဆုံးကျွန်တော်တို့အချင်းချင်းပြောရရင်တော့ဒီ FX2 က hybrid camera ပါသူက video centric photo centric နှစ်ခုလုံးရဲ့ဂျားထဲမှာရှိနေတဲ့ hybrid camera ပေါ့နော်အဲ့တော့ A7 4 A7 3ပြီးတော့ cinema line မှာဆိုရင် FX2 အဲ့လိုမျိုးကျွန်တော်တို့မှတ်ထားရမယ်
photocentric mode တွေ resolution ဘက်ကိုသွားတဲ့ R series တွေတည်တံ့ရှိတယ်နောက်တစ်ခါ video centric mode တွေတည်တံ့ရှိတယ် cinema line ကိုတည်တံ့သွားတဲ့ FX3 လို့ model တွေရှိတယ်နောက် crop frame FX30 လို့မျိုး model တွေရှိတယ်သူကတော့ hybrid model လက်ရှိတော့ကျွန်တော်တို့ကအလွန်ကိုအသုံးဝင်တော့ကျွန်တော်သဘောကျတော့ကင်မရာတစ်လုံးဖြစ်ပါတယ်ဒါနဲ့ရိုက်ထားတဲ့ဓာတ်ပုံတွေဆိုလို့ရှိရင်လည်း client တွေတော်တော်သဘောကျကြတယ်သူရဲ့ AI processor ကကျွန်တော်စိတ်ထဲမှာဘယ်လိုတောင်ထင်လဲဆိုတော့ရိုက်ပြီးရင်ပေါ့နော်လှအောင်တခါတည်း body ထဲမှာနည်းနည်းပြင်လိုက်သလားမသိဘူးလို့တော့စိတ်ထဲမှာခံစားရတယ်ပေါ့နော်အဲ့ဒါကတော့ဒီမိတ်ဆွေတို့ကိုယ်တိုင်သုံးပြီးတော့ရိုက်ကြည့်မှပဲသိမှာပေါ့နောက်ကျွန်တော်မိတ်ဆွေဓာတ်ပုံဆရာကိုထုတ်ကိုကျွန်တော်ဒီကင်မရာနဲ့ဓာတ်ပုံပေးရတဲ့ခါကျတော့သူကဘာပြောလဲဆိုတော့အဲ့ဒီနှိပ်လိုက်တဲ့ဒီ shutter အဲ့တန်လေးကိုသူသဘောကျတယ်လို့ပြောတယ်နောက်ထွက်လာတဲ့ဒီအရုပ်ထွက်ကိုလည်းသဘောကျတယ်လို့ပြောပါဘောနော်ဒီနောက်ပိုင်းမှာကဥပမာကိုတို့ဆိုရင် A7R5 ကိုင်တာပေါ့နော်61 megapixel ဆိုတော့ပုံကြီးထုတ်မဲ့သူတွေအတွက်တော့အဆင်ပြေတယ်ဒါပေမဲ့တောင်းတန်ကပုံမထုတ်ကြတော့ဘူးပေါ့နော်33 megapixel နဲ့လည်းပုံထုတ်လို့ရနေတယ်ပြီးတော့33 megapixel ကဟိုတော်တော်များများတော့ဒီအလုပ်တွေအတွက်အသုံးဝင်တယ်လို့ compression ကလည်း CC1 ထက်2ဆပေးနေရဆိုတဲ့ခါကျတော့ကျွန်တော်တို့ဒီ memory card စားတာတွေပါလေတက်တာတာပေါ့နော်FX2 ကတော့ကျွန်တော်အတွက်လောလောဆယ်အလွန်အဆင်ပြေသောကင်မရာတစ်လုံးဖြစ်ပါတယ်လို့ပြောချင်ပါတယ်အားလုံးကျန်းမာပြီးတော့စီးပွားတိုးတက်ကြပါစေ